ရာရည်သူပြီးရှင်တို့နှမတော်ပြိုစင်ဟယ်ရီမန်မင်းသမီးအား ဟာဘယ်ရမလို့ကျွန်တော်တိုင်းတက်တယ်လေဟဲ့ဘိုက်ကို10ချက်တီးတီးမှတ်ကျွန်တော်ငယ်ကောင်ပါဟုတ်ပြီဒါဆိုကိုဆက်လက်ပြီးတော့လေရဟန်းရင်လေးအတွဲ6မှာနေရင်းရရှိစစ်သည်